တိเสียတွေကတမိုင်ပတ်လေရှိတယ်နော်ဉာဏ်လေးကတော့တထွာပတ်လေလေးလောက်ဆိုဘယ်ရမလို့ပေါ့ဘယ်ကုန်မလဲအများကြီးကျန်နေမယ်ဩမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးယာဝတ္တကံညေးရန်နဲ့တိเสียတွေရှိတော့တာဝတ္တကံဉာဏ်တော်ကြီးကလည်းအကုန်လိုက်သိတယ်ဆိုတော့ဘာမှမကြံဘူးလို့ပြောတယ်ဘာမှမကြံဘူးအဲ့လိုမကြံအောင်သိတာလောကဝိတုမြန်မာပြည်မှာတစ်ချိန်တုန်းကမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့စောရကတက်တယ်ဘုရားရဲ့ဉာဏ်နဲ့ပတ်သက်ပြီးသဗ္ဗညုတဉာဏ်ဆိုတာရှိသလားဆိုပြီးဒီလိုပုဂ္ဂိုလ်မျိုးတွေကလည်းထွက်လာသေးတယ်နော်သဗ္ဗညုတဉာဏ်ဆိုတာမြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ဟာရှိသလားတချို့လည်းရောရောင်ပြီးတော့လျှောက်ပြီးတော့စာရီထဲမှာရေးကြတာရှိတယ်ဘုရားနဲ့ဘုရားဝါဒဆိုနာမည်တက်ပြီးတော့အဲ့ဒီထဲမှာကိုယ်ဝါဒတွေရေးတာတွေရှိသေးတယ်အမေတ္တမတတိထားစရာကောင်းတယ်ပေါ့အဲ့ဒီထဲမှာဘယ်လိုရေးထားလို့ဆိုရင်မြတ်စွာဘုရားကသူ့ကိုသဗ္ဗညုတဉာဏ်ရှိတယ်လို့ဝန်မခံဘူးတဲ့ဆိုပြီးတော့သူက recall လုပ်တယ်ညွှန်းတဲ့တုတ်တွေကဘာတုတ်တွေတော့ဆိုအဲ့ဒီညွှန်းတဲ့တုတ်တွေထဲမှာဘယ်လိုအဓိပ္ပာယ်ရှိတော့တေချာစာကိုဖတ်ပုံမရဘူးအဲ့ဒီထဲမှာတတတံသမိတံညာဏထသနံဇာဂရတောပိသုဒ္ဓတောပိစရတောပိဒိဋ္ဌတောပိအဲ့ဒီစကလုံးလေးတွေပါတယ်တခြားဘုရားနဲ့ခစ်ပြိုင်အယူဝါဒရှိတဲ့မဂ္ဂလိခောတာလစတဲ့ပုဂ္ဂိုလ်တွေကသူတို့မှလည်းသဗ္ဗညုတဉာဏ်ရှိတယ်လို့ဝန်ခံကြတယ်သူတို့ဝန်ခံတဲ့သဗ္ဗညုတဉာဏ်ကဘယ်လိုအမျိုးအစားတုံးလို့ဆိုလို့ရှိရင်အိမ်နေတုံးဖြစ်စေတဲ့ရနေတုံးဖြစ်စေသွားနေတုံးဖြစ်စေဘယ်ချိန်မှမဆိုသူ့ဉာဏ်ကြီးကရှိနေတယ်လို့ဝန်ခံတာဒါအဓိပ္ပာယ်မှမရှိပဲအိပ်ပျော်နေတာဘယ်လိုလုပ်ဉာဏ်ရှိမလို့အဲ့ဒီစကားလုံးပါတာကိုသတိမထားဘူးမြတ်စွာဘုရားကအဲ့ဒီဉာဏ်မျိုးရှိသလားလို့မေးတဲ့အခါကျတော့မရှိဘူးလို့ဖြေတာပေါ့ဘယ်ရှိမလို့အိပ်နေတုံးဆိုတာနော် omnipresent ဆိုတာထာဝရအမြဲတမ်းရှိနေတယ်ဆိုတော့ဘယ်ဟုတ်မလဲဒါလည်းယုတ်တိလည်းမရှိဘူးထာဝရအမြဲရှိနေတယ်ဆိုအဲ့ဒီလိုဉာဏ်မျိုးတော့မြတ်စွာဘုရားမှာမရှိဘူးကျိတ်ဆက်တော်မူနေတဲ့အချိန်ဘယ်ဉာဏ်ရှိမလဲကျိတ်ဆက်နေရင်တော့ဘဝင်စိတ်ပဲဖြစ်မှာပေါ့အိပ်ပျော်နေတာဟုတ်အဲ့တော့အချိန်မရွေးဉာဏ်ကြီးဟာမြည်ကြီးထွန်းထားရင်လင်းနေတယ်လို့အချိန်ရွေးလင်းနေတယ်လို့ဒီလိုဝန်ခံတာဟာတော့ရည်စရာကြီးပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းဝေဖန်ထားတယ်တချို့ဘုရားတွေကတဲ့သူတို့မှဒီလိုအိတ်နေတုံးရောနိုးနေတုံးရောသွားနေတုံးရောထိုင်းနေတုံးရောအမြဲတမ်းဉာဏ်တော်ကြီးကလင်းနေတယ်လို့ပြောတယ်တဲ့ဒါပေမဲ့လို့လမ်းမလို့လမ်းမသိလို့လမ်းမေးရတာရှိတယ်တဲ့နာမည်မသိလို့မေးရတာရှိတယ်တဲ့မဟုတ်တဲ့လမ်းရောက်သွားလို့ဒုက္ခရောက်သွားတာတွေရှိတယ်တဲ့ကဲဘယ်လိုလုပ်အမြဲတမ်းဉာဏ်ကြီးရှိနေရင်လမ်းမပါမလားမှန်တယ်လို့လမ်းမေးစရာရောလိုသေးလားမလိုဘူးမြတ်စွာဘုရားမှာရှိတဲ့သဗ္ဗညုတဉာဏ်မျိုးဆိုတာဘယ်လိုဟာတော့ဆိုရင်သိချင်လို့ကြည့်လိုက်လို့ရှိရင်အချင်းချမ်းမရှိအောင်သိတယ်ဉာဏ်သိချင်ပြီးဉာဏ်ကိုအသုံးချပြီးဉာဏ်ဆိုတာဓာတ်လိုပဲလေအိမ်နဲ့ထည့်ထားလို့ရှိရင်ဘယ်ခုံးလို့ရအောင်ထုတ်ပြီးအသုံးပြုပြီးဆိုလို့ရှိရင်မြင်နိုင်စွမ်းရှိတယ်လို့ဒါပြောတာဘုရားရဲ့သဗ္ဗညုတဉာဏ်စွာအားပါဒီအကြောင်းအရာတစ်ခုကိုသိချင်လို့ကြည့်လိုက်ပြီဆိုရင်ဘာမှမကြံရအောင်အပိတ်ပင်တားဆီးမရှိအောင်မရှိတာအဲ့ဒါအနာဝရဏလို့ခေါ်တယ်ပိတ်ပင်တားဆီးမရှိတဲ့ဉာဏ်သစ္စုပ္ပန်မှာပဲဖြစ်စေအတိတ်မှာပဲဖြစ်စေအနာဂတ်မှာပဲဖြစ်စေဘလောက်ဝေးကွာဘလောက်နဲ့ဘလောက်ခက်ခဲသိချင်လို့ဥလဲလိုက်ပြီဆိုရင်အကုန်မြင်ရတယ်လို့ပြောတာအကုန်သိရတယ်လို့ပြောတာမသိချင်ဘူးဆိုလို့ရှိရင်တော့ဒီဉာဏ်ကပဲအလုပ်လုပ်မယ်ဒါသဘာဝမဟုတ်ဘူးမသိချင်ပဲနဲ့သူ့ဟာသူလိုလာသိနေဘယ်လိုအိတ်တို့ရနော်အဲ့တော့ omnipresent ဆိုတာမဖြစ်နိုင်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ကခုနလိုအိတ်နေတုံးအမြဲတမ်းရှိနေတဲ့သဗ္ဗညုတဉာဏ်မျိုးတော့ဘုရားလက်မခံဘူးအဲ့ဒီလက်မခံတာကိုပဲရောပြီးဘုရားမှာသဗ္ဗညုတဉာဏ်မြတ်စွာဘုရားလက်မခံဘူးလို့ရောရောင်ရေးတာမျိုးတွေရှိတယ်ဗမာပြည်မှာစာအုပ်တွေ
ပြီးတော့အဲ့ဒီလိုစာအုပ်ထဲမှာပဲနိုင်ငံသားကရေးတာတွေကိုဟုတ်ထင်ပြီးတော့အင်္ဂလိပ်လိုရေးလိုက်လို့ရှိရင်တချို့မြန်မာပြည်ကအင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်တွေကလည်းအင်္ဂလိပ်လိုရေးလိုက်လို့ရှိရင်အဟုတ်ထင်တယ်အဲ့ဒါလည်းပဲတတိထားစရာလေးတစ်ခုပါအခုလိုပြောရတာဟာသူများကိုပြစ်တင်ကဲ့ရဲ့ရှုတ်ချလို့ရေးပြောတာမဟုတ်ဘူးတတိထားဖို့ပြောတာအဲ့မြန်မာလိုရေးထားတဲ့နိုင်ငံခြားအင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေကိုကိုးကားပြီးတော့နောက်ရောက်လိုက်ထားတဲ့စာအုပ်တွေထဲမှာဘာတွေရေးထားလဲဆိုမြတ်စွာဘုရားက30ပုံကိုလက်မခံဘူးတဲ့ဗြဟ္မပြည်ရှိတယ်ဆိုတာမြတ်စွာဘုရားလက်မခံဘူးတဲ့ဟောတာသူဆွဲထားပြီးတော့ဘာကိုအကိုးကားပြတော့လို့ဆိုတဲ့အခါကျတော့တေဝိသတုတ်မှာတဲ့မြတ်စွာဘုရားကဝါတိဋ္ဌဆိုတဲ့ပုံသားကိုမေးတယ်မင်းတို့ဆရာတွေရောဗြဟ္မာကိုမြင်ဘူးလားလို့မေးတော့မမြင်ဘူးဒါပြင်မင်းတို့ဆရာကြီးတွေရောမြင်ဘူးလားဆိုမမြင်ဘူးဒါပြင်မင်းတို့ဝေရချမ်းပြုရှေးဟောင်းယသိကြီးတွေကရောဗြဟ္မာကိုမြင်ခဲ့ဘူးလားဆိုမမြင်ဘူးဒါပြင်မင်းတို့ရောမမြင်ဘူးပဲနဲ့ပြောနေကြတာရမ်းပြီးတော့ရှေ့ကလူကလည်းမမြင်နောက်ကလူကလည်းမမြင်ဘူးဆိုတော့မျက်မမြင်သူကန်းတွေရဲ့အစဉ်အတန်းကြီးလို့ဖြစ်နေတာပေါ့လို့မြတ်စွာဘုရားပြောအဲ့ဒီစကားလေးကိုထောက်ပြီးတော့သူကကြည့်တယ်မြတ်စွာဘုရားကဗြဟ္မာမရှိဘူးလို့ပြောတယ်ဟောအဲ့ဒီစာပိုက်လေးရဲ့နောက်ကိုဆက်ဖတ်လိုက်လို့ရှိရင်ဘုရားကဘယ်လိုပြောတာလဲဆိုတော့အဲ့ဒါကြတော့မြုပ်ထားလိုက်တယ်မြတ်စွာဘုရားကဘယ်လိုဆက်ပြောတော့ဆိုဝါတိဋ္ဌငါကဗြဟ္မာကိုလည်းမြင်ဘူးတဲ့ဗြဟ္မပြည်ရောက်ကြောင်းတရားကိုလည်းသိတယ်ဆိုအဲ့ဒါကြတော့ထက်မရေးတော့ဒါကြောင့်မို့လို့ဘုရားရှင်ကိုလေးလာမယ်ဆိုလို့ရှိရင်မူရင်းချမ်းကိုဖတ်ပါလားမြတ်စွာဘုရားတရားတော်ကိုလေ့လာမယ်ဆိုရင်ဝိညာဉ်ချမ်းကိုဖတ်ပြအောင်ဖတ်ကိုးထားတာလေးနဲ့မကျေနပ်နဲ့ဘုရားရဲ့ယူဝါဒကိုမိမိရဲ့အယူအဆတွေနဲ့ pollution လုပ်တယ်ပေါ့ pollution လုပ်တယ် polluted ဆိုတာနော်ညစ်နွမ်းစေလေကိုညစ်နွမ်းစေတာ air pollution ရေကိုညစ်နွမ်းစေလို့ရှိရင် water pollution နော်အတန်လေးဆူညံနေလို့ရှိရင် noise pollution အလင်းရောင်လေးသိပ်များနေလို့ရှိရင်ဒါ light pollution ပဲမာယွန်းတဲ့အယူဆတွေထက်ပြီးတော့ပြောလို့ရှိရင် view pollution ပေါ့အဲ့ဒါကြောင့်မလို့အမတန်တတိထားစရာကောင်းတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောထားတဲ့မူရင်းချမ်းဆိုလိုတာကတပိုင်းတစတော့လက်ခံတယ်တပိုင်းတစလက်ခံမှုဆိုတော့ဘာနဲ့တူလို့ဆိုရင်ငါကြိုက်ရင်အမှားငါမကြိုက်တာအမှားဆိုဒီပုံစံမျိုးရောက်နေတယ်နော်မကိုးဘူးဆိုရင်တစ်တုံလုံးမကိုးနဲ့လေမကိုးဘူးဆိုတစ်တုံလုံးမကိုးနဲ့ကိုးပြီဆိုလို့ရှိရင်ချမ်းမထားနဲ့အကုန်ကိုးရမယ်ရှေ့စကားနောက်စကားအကုန်လုံးပြည့်ပြည့်စုံစုံထည့်ရမယ်ကိုလိုချင်တဲ့အပိုက်ကလေးကိုဖြတ်ယူပြီးတော့ကိုလိုချင်တဲ့ဒီကုံ conclusion ဆွဲတာကတော့အမေတ္တမဆိုးရတယ်တဲ့ဒါမျိုးတွေရှိတယ်ဆိုတော့ဘုန်းကြီးတို့ငယ်ရွယ်စဉ်ကလေးအဲ့ဒီစာအုပ်ကိုဖတ်ဖူးတယ်အဲ့ဒီဖတ်ပြီးတော့စိတ်ဝင်စားလို့ဖတ်ထားပြီးတော့အဲ့ဒီစာအုပ်ရဲ့ရှေ့ပိုင်းစာရွက်အလွတ်မှာရေးထားတယ်ဤစာအုပ်သည်ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒဟုနာမည်တတ်ထားတော်လေသူ့ဝါဒတွေကိုသာတင်ပြထားသည်ဖြစ်ဖြစ်ဖတ်တဲ့လူတိုင်းတတိထား၍ဖတ်ကြပါတကယ်တော့ဘုရားဝါဒအစစ်မှာဟုတ်မှာမဟုတ်ပဲနော်သူကိုးတဲ့တုတ်တွေကြည့်ဟုတ်မှာမဟုတ်တာတချို့ကကြတော့ဘာလို့ဆိုရင် interpretation problem ဘာသာပြန်မှုတွေမမှန်ဘူးတုတ်တန်တစ်ခုဆိုလို့ရှိရင်စမ်းပြီးလို့ပြောရမယ်ဆိုရင်အဋ္ဌိအတ္တာနတ္ထိအတ္တာဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ဘာသာပြန်ထားတာတလွဲဘာသာပြန်ပြီးတော့မြတ်စွာဘုရားကတဲ့အတ္တကိုရှိတယ်လို့လည်းမပြောခဲ့ဘူးတဲ့မရှိဘူးလို့လည်းမပြောဘူးရောင်လဲလဲလောက်ထားတဲ့ဆိုပုံစံမျိုးရေးထားနော်တကယ်ကတော့ရောင်လဲလဲကသူလုံနေတာအဲ့ဒါကိုဘုရားကိုရောင်လဲလဲလောက်တယ်လို့ထင်အောင်လောက်တာဘာသာပြန်တာမှားနေတယ်အဋ္ဌိအတ္တဆိုတဲ့အဓိပ္ပာယ်အဋ္ဌိနတ္ထိဆိုတာတာမန်အရှိကိုပြောတာမဟုတ်ဘူးအဋ္ဌိဆိုတဲ့အရှိကြီးထာဝရအရှိကိုပြောတာဒီနေရာအတ္တဆိုတဲ့ယူဆချက်အတ္တဆိုတဲ့သဘာဝတကယ်